မြေအောက်ပေလေးတောင်အနက်မှာလှုပ်လှုပ်ရတာဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာပြည်သက်ကြီးစဉ်းစားကြည့်ဘူးလားဒီနေ့မှာတော့ကမ္ဘာပေါ်မှာအန်ဒရယ်အများဆုံးနဲ့အခက်အခဲဆုံးလက်တစ်ခုအကြောင်းကိုပြပြပေးသွားမှာပါကြောင်မီသွေးတွင်းထဲမှာလှုပ်လှုပ်ရတဲ့လူသမားတွေကနေတိုင်းမြေအောက်အနက်ပေ3000ကနေ4000ကြားအထိကျင်းမြောင်းလာတဲ့လိုင်ကိုလေးတွေတဲကနေဆင်းသွားကြရတာပါပြည်သက်ကြီးစဉ်းစားကြည့်ပါဦးအဲလောက်နဲ့တဲ့နေရာမှာအောက်ဆီဂျင်ကလည်းနည်းအလင်းရောင်ကလည်းမရှိတလောက်ပါပဲသူတို့ကအကိုအသက်ကိုလက်ဖွားပေါ်တင်ပြီးကြောင်မီသွေးတွေကိုတူးဖော်နေကြရတာပါဘယ်အချိန်မှမြေပြိုမလဲဆိုတာကိုဘယ်သူမှကြိုမသိနိုင်ပါဘူးစက္ကန့်တိုင်းကသေမင်းနဲ့ရင်ဆိုင်နေရတယ်လို့ပါပဲဒါမဲ့ပြိသက်ကြီးသူတို့ကဒီအလုပ်ကိုမရတတ်နိုင်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ပင်ပန်းတူးဖော်ပေးလိုက်တဲ့ကြောင်မီသွေးတွေကနေမှကျွန်တော်တို့အသုံးပြုနေတဲ့လျှက်စစ်မီးတွေရရှိလာတာဖြစ်တယ်လို့ကြီးမားတဲ့စက်ရုံကြီးတွေလဲပတ်ဖို့အတွက်လည်းအဓိကအထောက်ပံ့ဖြစ်နေလို့ပါပဲကျွန်တော်တို့အေးစစ်စစ်မီးလေးဖွင့်ဖုန်းလေးသုံးနေနိုင်ဖို့နောက်ကွယ်မှာအသက်နဲ့ရင်ပြီးစ조사ပေးနေတဲ့ဒီလိုလူသားတွေကတကယ်ကိုလေးစားဖို့ကောင်းပါတယ်နော်ပြိသက်ကြီးတို့လည်းသူတို့ရဲ့ခက်ခဲလာတဲ့ဘဝကိုစာနာမိမယ်လို့ထင်ပါတယ်အားလုံးပဲဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုသိချင်နေဆိုတော့ကျွန်တော်တို့နဲ့အတူဆက်ရှိနေပေးပါအောင်ခင်ဗျာ